area ထိပ်ကဝိဝိုက်ကန်ချက်တွေနဲ့အောင်သူကိုပြန်လွှမ်းသွားစေတဲ့ဖိုးတောက်ကြဖိုးတောက်ကြလက်ကန်လာတယ်ဒီကိုကောင်းမွန်တဲ့ကန်ချက်တစ်ခုကိုတော့ဖိုးတောက်ကြပြုလို့သွားခဲ့ပြန်ပြီပဲဖြစ်တယ်ခင်ဗျာဒီနေ့မှာဒဂုံဘိုအသင်းတို့မင်္ဂလာပါပြီးခဲ့တဲ့ဇန်နဝါရီ18ရက်နေ့တင်းနှင်းနေ့မှာဒဂုံဘိုအသင်းနဲ့မဟာ United တို့ရဲ့မြန်မာ National League 73ပွဲမြောက်ကိုရှင်ပြိုင်ကစားသွားခဲ့တာဖြစ်ပြီးတစ်ပတ်၄ခုစီတည်ကြခဲ့ပါတယ်အဲ့ဒီပွဲမှာတော့ပွဲအစ9မိနစ်မှာပဲဒဂုံဘိုအသင်းရဲ့ကစားသမားမျိုးသူရထွန်းကအဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်ဆက်လက်ပြီးဒုတိယဂိုးကိုတော့ပွဲကစားချိန်42မိနစ်မှာတောင်ပိုင်းတိုက်စစ်ကစားသမားလေးဖိုးတောက်ချာကခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်ဝင်ပြီးတော့ချိုးပေးရတယ်တိတ်တယ်လက်ချေမှာတော့ဒဂုံဘိုအသင်းဦးဆောင်ကိုရရှိသွားခဲ့ပြီလေဖြစ်ပါတယ်ဒီမှာပဲထမထားပေးတယ်ဖိုးတောက်ကြဒဂုံဘိုအသင်းမာ United အတွက်ချစ်ပါကိုတော့တက်နိုင်ကပင်နယ်တီကတဆင့်သွင်းယူပေးခဲ့ပြီး62မိနစ်မှာကောင်းမြတ်သူကချစ်ပါကိုတကူထပ်မံသွင်းယူပေးခဲ့ပါတယ်တက်နိုင်ကန်လာတယ်ဒီအမောင်ရင်မရှိတက်နိုင်ဆုံးတက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ online ဝေးရတယ်ကောင်းမြတ်သူပဲလက်ကန်တယ်အပြန်လန်သွင်းကိုတွေနဲ့ကြီးကောင်းခဲ့ပြီးပွဲကစားချိန်မိနစ်60မှာဒဂုံဘုတ်ကစားသမားခိုင်းမစ်ချယ်ကအနိုင်ကိုတကူကိုတတ်မှန်သွင်းယူပေးခဲ့ပါတယ်ဆက်လက်ပြီး69မိနစ်အရောက်မှာတော့ဖိုးတောက်ရကအေရီယာထိပ်မှာတယောက်ကိုလှည့်ထွက်ပြီးလှလှပပဝေးဝိုက်ကန်သွင်းကဥဆောင်ကိုထပ်မံရရှိခဲ့ပါတယ်ကမ္ဘာလူလူကြရပြီကမ္ဘာတယောက်ကောက်တယ်ကမ္ဘာလက်ကန်တယ်ဂေကိုလှလှပပအဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ကုဆဲဝရင်ဒီနေ့မှာတော့ဒဂုံဘိုသေးရဲ့အကောင်းဆုံးသောကစားသမားတို့ကိုညှို့ဆိုပါဆိုလို့ရှိရင်တော့လက်ရှိဂိုးသွင်းသွားတဲ့ဖိုးတောက်ကြတော့ကျွန်တော်တို့မဖြစ်မနေတတ်မှတ်မှာပဲဖြစ်ပါတယ်ဟာ United အတွက်ချစ်ပါကိုနဲ့တည်ဖြစ်စီမဲ့ဂိုးတွေကိုတော့ပွဲကစားချိန်83မိနစ်မှာတက်နိုင်ကသွင်းယူပေးခဲ့ပြီး84မိနစ်မှာနေလင်းဆိုးကသွင်းယူပေးခဲ့ပါတယ်မာဒီမေကောင်းမြတ်သူတပိတ်တယ်ဘိုးမြမြကျူပေးရနေလင်းဆိုးရလာပြီလွတ်ချပဲနေလင်းဆိုးပဲနေလင်းဆိုးကန်တယ်ဒီပွဲမှာထူးထူးခြားခြားချီစွမ်းပြသွားခဲ့တာကတော့ဒဂုံဘော့ကစားသမားဖိုးတောက်ကြပဲဖြစ်ပါတယ်ဒဂုံဘော့အသင်းကိုအငှားနဲ့လာရောက်ကစားခဲ့ပြီးဒါကသူ့အတွက်ဒုတိယမြောက်ပွဲလေးဖြစ်ပါတယ်ဒါပြင်မြန်မာ National League မှာသူ့ရဲ့ပထမဆုံးတွင်းဂိုးတွေကိုရရှိခဲ့တာလည်းဖြစ်ပါတယ်လူကောင်းသေးသေးလေးနဲ့တောင်မန်တလျှောက်ပြေးတော့ကစားခဲ့ပြီးအေရီယာထိပ်ကအတွင်းကိုချိုးဝင်ကဝေဝိုက်ကန်သွင်းမှုတွေကမြန်မာလေရေးစဉ်ကစားသမားဟောင်းအောင်သူကိုပြင်တွေ့နေရတယ်လို့ပါပဲပို့တော်ကြကိုမြန်မာလေရေးစဉ်မှာမြင်တွေ့ရနိုင်မလားဆိုတာကဆက်လက်စောင့်ကြည့်တော့မှာပဲဖြစ်ပါတယ်ဘယ်ညထုတ်ပေးရတယ်ဖိုးတောက်ကြအေရီယာထဲမှာပဲဖိုးတောက်ကြလက်ကန်တော့ပြီပရိသတ်တွေကတော့ဘလို့မြင်လဲဖိုးတောက်ကြရဲ့ကစားပုံကတကယ်ပဲအောင်သူကိုလွမ်းမိစေလားဆိုတာကိုမှတ်ချက်လေးပြီးသွားခဲ့ပါအောင်ခင်ဗျာအကောင်းဆုံးပုံစံကစားခဲ့တော့လဲနောက်နံပါတ်ကတော့မရခဲ့ဘူးပေါ့စစ်တဲ့ပါကျတော့အခုမှဒီဘက်အတွေ့အကြုံနှစ်ပွဲမြောက်ပေါ့နှစ်ပွဲမြောက်မှာကျွန်တော်အခုတွင်းကို2ဂိုးရရဲဆိုတော့ကျွန်တော်လုံးဝပျော်ပါတယ်